နံပါတ်6အနေနဲ့လူတော်တော်များများသတိမထားမိပဲမှားတတ်တဲ့အချက်ကတော့ external link တွေအကြောင်းပါကိုဗီဒီယိုရဲ့ description ဒါမှမဟုတ် comment မှာပေးထားတဲ့ link တွေကလောင်းကစား site တွေ virus ရှိတဲ့ site တွေဒါမှမဟုတ် YouTube စည်းကမ်းနဲ့မညီတဲ့မသင့်တော်တဲ့ site တွေကိုလမ်းညွှန်နေမယ်ဆိုရင်ဒါဟာ policy ကိုချိုးဖောက်တာဖြစ်ပြီး channel ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒါကြောင့် link တွေမချခင်မှာတေချာစစ်ဆေးဖို့မမေ့ပါနဲ့ဦးဒီအပိုင်းအတွက်သတိထားရမယ့်အချက်များပစ္စည်းရောက်တဲ့ link တွေချလို့ရပေမဲ့အဲ့ဒီ site ကစိတ်ချရဖို့လိုပါတယ် link တွေကိုခဏခဏ copy paste လုပ်ပြီး comment တွေမှာ like ပတ်တင်တာမျိုးရှောင်ပါ click နှိပ်လိုက်ရင်တခြားမကောင်းတဲ့ site ကိုပြန်လှည့်သွားစေတဲ့ link တွေကိုသတိထားပါကဲနောက်ဆုံးနဲ့အရေးကြီးတဲ့အချက်ဖြစ်တဲ့ repetitious content ဒါမှမဟုတ်ထပ်ခါတလဲလဲ content တွေတင်ခြင်းအကြောင်းကိုပြောပြပေးပါမယ်ဒီအချက်ကအဓိကအားဖြင့် YouTube ကနေဝင်ငွေရှာဖို့ monetization ရှောက်တဲ့အခါအတားအဆီးဖြစ်စေနိုင်ပါတယ်ကိုယ်ပိုင်ဖန်တီးမှုမပါပဲသူများဗီဒီယိုတွေကိုပြန်စုတင်တာမျိုးကိုယ့်ရဲ့ဗီဒီယိုအဟောင်းတွေကိုပဲအနည်းငယ်ပြင်ပြီးခဏခဏပြန်တင်တာမျိုးဆိုရင် YouTube က originality မရှိဘူးလို့သတ်မှတ်ပြီးဝင်ငွေရှာခွင့်ကိုပိတ်ပစ်တတ်ပါတယ်ဒါကြောင့်ကိုယ်တိုင်ဖန်တီးထားတဲ့တန်ဖိုးရှိတဲ့ content တွေကိုသာတင်ဖို့အားပေးခြင်းပါတယ်ဒီအချက်နဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်များဗီဒီယိုတိုင်းမှာကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးမှုတန်ဖိုးပဲလိုအပ်တဲ့ပါဝင်နေဖို့အရေးကြီးပါတယ်အခြားသူရဲ့ content ကိုပြန်သုံးမယ်ဆိုရင်တော့ကိုကဘာတွေထပ်ဖြည့်ဘာတွေအသစ်ပြောပြထားလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရပါမယ်အလိုအလျောက်ဗီဒီယိုထုတ်ပေးတဲ့ software တွေနဲ့ထုတ်ထားတဲ့ဗီဒီယိုမျိုးတွေရှောင်ပါ